မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ ice cream နဲ့ coffee king လို့ဆိုမှာဖြစ်ပါတယ် coffee king ice cream ရဲ့နေညင်ကကိုမုတ်စိတ်မွေးလို့ကျွန်တော်နာမည်ပေးထားပါတယ် okay စလိုက်ကြအောင်တို့နဲ့စူညံနေရပဲလေငါအဲ့လို့မရဘူးတဲ့ okay ဇူကိုကဘေးလုံးမဆန်လို့မရဘူးဘာဖြစ်တာလဲ嘿，到了 ice cream 烧钱了，老给阿妹 ice cream 了，搞杯没个哟。ငါတော့ကေမယ်စိတ်မဝင်တဲ့ဖက်တီက okay ငါတို့တော့ရောက် let's go ကိုမယ်okay ကျွန်တော်စလိုက်ရောက်ကျွန်တော်တို့ game လေးကိုဘယ်လိုလုပ်လဲဆိုကျွန်တော်အကျဉ်းဟာယူရကျွန်တော်ရဲ့အထူး space ရေကားနဲ့တော့ရမယ် okay အထူး space ရေကားပုံစံလေးကိုကြည့်လိုက်ပါကျွန်တော်ရဲ့အထူးပါလေအမောက်စုကိုရဲ့သနက်လေးပဲဖြစ်ပါတယ် okay ရပြီ okay ရပြီ okay တော့ရအောင်မလဲပထမတော့အဲ့ရောက်ဒါဟာကိုမုတ်စိတ်ပဲဟာမုတ်စိတ်ရဲ့စိတ်လျှော့ပါကျွန်တော်မဖမ်းပါနဲ့ကျွန်တော်ဘာမှလည်းမလုပ်ရသေးဘူးလေကျွန်တော်မလုပ်ပါနဲ့ပြေးနေရအောင်ပြေးအောက်မှာလေး my god ပြန်စောရပြန်ပြီဘယ်လိုလုပ်ကြမလဲပြန်စောမိတ်လဲအမောက်စုကိုဆိုအရှောင်းမပေးဘူးဘယ်လိုပြောလဲအရှုံးမပေးနဲ့စူးစားโอเคကျွန်တော်စူးစားရမယ်ဟုတ်တယ်မလားတရားကြီးကွာမို့ဒီမုတ်စိတ်မွေးကွာဘလို့မှလည်းမသိဘူးအသေးဝင်လိုက်ရောမယ်လို့မရဘလို့မှလည်းလုပ်လို့မရတော်တော်ဆိုးရကောင်ပြင်ဝမှာထိုင်ဆောက်နေတဲ့စိတ်ချော့ပါကိုမုတ်စိတ်ကြီးကျွန်တော်ခမောင်းအန်ဒီမပြူပါဘူးကျွန်တော်မလုပ်ပါနဲ့အလေးလိုက်လာနေအဲ့လေတကွက်နော်80မှာတကွက်နော်80မှာတကွက်ဟာဒုက္ခပါပဲဟာဘာတော့ဒီလိုတော့မဖြစ်တော့နောက်တနည်းနဲ့တော့ရမယ်အမောက်စုကိုကအဲ့လိုညက်နေလို့မရဘူးအဲ့လိုတော်ရမယ်ကွာဟာဒီခါပေးရမလဲကွာဟာကားကလေးနဲ့မောက်ရတော့မေကားမောက်စရာကြီးနော်ကျွန်တော်ပြိုက်ကားတက်လေပဲဖြစ်ပါတယ်ကားမောက်မဲ့အခန်းရောက်ပြီအဲ့လေကျွန်တော်ကားမောက်လေးစကေကိုရှိုးတော့ရှိရောတော့နေကျွန်တော်ဒီကားတန်းကိုတစ်ချက်ရှိုးအဲ့လေမရင်နော်လင်းကြီးပြန်ပရင်နဲ့တော့တူပဲမာတော့ပါဘယ်တရားလဲမသိဘူးဟွာပါလေဟိုမုတ်စိတ်မွေးရဲ့နေရအင်္ဂလိပ်ပဲဖြစ်ပါလေဟုတ်လားမသိဘူးစတိုင်ကြဝင်မယ်ကိုမုတ်စိတ် ice cream နဲ့ညီကိုမုတ်စိတ်ဘာလုံးနေလဲမသိဘူးငါတော့မမေဖမ်းမီကွာyou can look sabi me နေဒီမဘောလုံးနေလေကောနော်နေတော့လေရော့ကောကျွန်တော်တီးထေးလိုက်တာမလဲဒီနေရာကြီးမှာသူတို့ဖမ်းလာကြဘလို့အယုတ်တမလူဆိုးရလည်းမသိဘူးတော့လေနော်တော့ရပြီဟာနိုင်ရောပြီလားမသိဘူးโอเคနောက်တစ်ခန်းဆွဲအောင်မယ်โอเคတူလိုအပ်နေတာထူးတဲ့တူကိုပြောရနော်တခြားတူတော့မတွင်းနဲ့လိုက်ထူးတဲ့တူနဲ့ထူးရမှာကဒီမှာထူးမယ်ရောကွာအဲ့လေရပြီကြောင်โอเคရပြီโอเคကြောင်ဂိမ်းနိုင်သွားပြီโอเคနောက်တစ်ပွဲစောမယ်ကြောင်လမ်းရှိကိုရှောက်ရမှာတဲ့လမ်းရှိကြီးကိုဖြစ်လမ်းအသေးလေးပဲဖြစ်ဟိုအမောင်တို့ကရှောက်နိုင်အမောင်စုကိုတို့ကရှောက်နိုင်အဲ့လေအင်းဆိုရင်နဲ့ဟိုမှာဟိုကောင်ရလိုက်လာပြီအမောင်ဆရာကြီးညီမုတ်စိတ်မွေးကရောက်လာပြီအမလေးပြေးဟာမင်းလောစံကိုဟိုမင်းငါကြီးဟွာလေးဝင်တော့ငါကြီးအင်ကြီးလေးဝင်တော့မင်းလောစံပြန်လောစံရောက်ကျွန်တော်လည်းနေအောင်အချင်းမဆုံးငါတပ်ပြမယ်လူတော်ရေကြီးမှုစတော့မလုပ်ပါနဲ့ပြကြောင်ပြေးပြီကြောင်ပြေးမယ်ဟာတိပြေးဟာပြေးလေโอเคရောက်ပြီဟာလိုက်နိုင်သေးလားโอเคဝင်မယ်လေရောက်ပြီဟာတော့စိတ်မပူနဲ့ကျွန်တော်ကေပေးမယ်โอเคတော့ဘုံပါဖြစ်တော့လည်းမသိဘူးအားလုံးပဲကျွန်တော်ဗီဒီယိုလေးတယောက်ပါပဲအားလုံးပဲ bye bye